3 နှစ်ကလေးလေးတွေ3 နှစ်ကလေးလေးတွေကလေစပြီးတော့ကိုငါဆိုရက်ဟာစတိတ်တာကြတယ်ပေါ့နော်အဲ့မတိုင်ခင်မှာဆိုလို့ရှိရင်ကလေးတွေကသူတို့ကိုသူတို့တည်ရှိမှုသူတို့ရဲ့အိုင်ဆိုရက်တည်ရှိမှုကိုသူတို့ကောင်းကောင်းမသိကြသေးဘူး3နှစ်မှာစပြီးတော့သိလာကြတယ်3နှစ်မှာစပြီးကောင်းကောင်းသိလာတဲ့အတွက်ကြောင့်မို့လို့ဘာဖြစ်လာလဲဆိုတော့3နှစ်ကိုရောက်လာတဲ့ကလေးလေးတွေဆိုလို့ရှိရင်ထားပါတော့ဗောနော်အရင်တော့ဆိုရင်သူကသူ့နာမည်ကထားပါတော့ဖြူပေါ့ဖြူကလေဖြူကဘာလုပ်ချင်လဲဆိုတာထက်တမီးကဘာလုပ်ချင်လဲ I want to do this အဲ့လိုမျိုးသူတို့ပြောလာကြတယ်ပြောတတ်လာကြတယ်တချို့ကလေးတွေမှာဆိုရင်ဒါပေမဲ့ဒါက3နှစ်မှာများသောအားဖြင့်3နှစ်မှာဖြစ်လာတဲ့ဟာတစ်ခုပေါ့နော်အဲ့တော့အဲ့လိုမျိုးကိုတည်ရှိမှုအိုင်ဆိုတာကိုစပြီးတော့သိရှိလာတဲ့အတွက်ကြောင့်မို့လို့ဘာဖြစ်လာလဲဆိုလို့ရှိရင်3နှစ်ဆိုတဲ့အရွယ်က no ဆိုတာကိုလည်းပြောတတ်လာတဲ့အရွယ်ဖြစ်လာတယ်အဲ့မှာမိဘတွေကအရန်ခက်တွေ့ကြတယ်ဘလို့လဲဆိုတော့တခုဆိုလို့ရှိရင်ဘူးပေါ့နော်သွားမလားဆိုရင်မသွားဘူးစားမလားဆိုရင်မစားဘူးလုံမလားဆိုရင်မလုံဘူးတစ်လုံးဆောင်အရွယ်ဖြစ်လာတယ်3နှစ်ကအဲ့တော့မိဘတွေဒီဘူးတစ်လုံးဆောင်အရွယ်ကိုဘလို့ကြော်ဖြတ်မလဲဆိုရင်ကျမနီလန်ကောင်းလေးပေးချင်ပါတယ်အဲ့တော့ဘူးတစ်လုံးဆောင်အရွယ်ကိုဒီလိုလေးကြော်ဖြတ်လို့ရတယ်ကလေးကိုမေးခွန်းနေမမေးပါနဲ့ဥပမာသွားမလားလုံမလားစားမလားဆိုတဲ့ဟာထက်သွားရအောင်စားရအောင်လုပ်ရအောင်ဆိုတဲ့ဟာမျိုးနဲ့ဆွဲဆောင်ပါပြီးလို့ရှိရင်အတူတူသွားမယ်နော်အတူတူစားကြမယ်နော်အတူတူလုပ်ကြမယ်နော်ဆိုတာမျိုးနဲ့ကလေးကိုလှုပ်စေခြင်းတဲ့ဟာကိုစားစေခြင်းတဲ့ဟာကိုသွားစေခြင်းတဲ့နေရာကိုလှုပ်ခိုင်းသွားခိုင်းစားခိုင်းလို့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကကျတော့3နှစ်မှာဘာဖြစ်တာလာသေးလဲဆိုလို့ရှိရင်သူတို့ကသူတို့အိုင်းဆိုတာတိတ်လာတဲ့အတွက်ကြောင့်မို့လို့ဝိုင်းဆိုတဲ့မေးခွန်းတွေပေါ်လာတယ်ဥပမာအဖြစ်ဒီကိုသွားမယ်လို့မေးလို့ရှိလို့ရှိရင်ဘာလို့သွားမှာလဲအဲ့လိုမျိုးမေးလာတတ်တယ်maybe တခါတလေကြာရင်ညာဘက်မို့လို့သူတို့အိတ်ရတော့မယ်အိတ်တော့မယ်နော်ပြင်မမှောင်နေပြီဆိုရင်အပြင်မှာဘာလို့မှောင်နေတာလဲအဲ့လိုမျိုးမေးခွန်းလေးဝိုင်းဆိုတဲ့မေးခွန်းလေးထွက်လာတတ်တယ်အဲ့ဒါဆိုရင်ကလေးတွေကလေဒီဝိုင်းကိုမေးလာရဲဆိုတာကနော်သူတို့ကတကယ်အဖြေကိုလိုချင်တာမဟုတ်ဘူးလူကြီးတွေလိုမျိုးတွေးခေါ်ပြီးတော့အဖြေအစ်စ်ကြီးကိုလိုချင်တာမဟုတ်ဘူးသူတို့မေးတတ်တယ်ဆိုတာကိုဖော်ပြတာ they show that they have the ability to ask questions why သူတို့ why ဆိုတဲ့ question ကိုမေးနိုင်စွမ်းရှိတယ်ဆိုတာကိုလူကြီးတွေသိအောင်ဖော်ပြတာအဲ့မှာတချို့ကဘာဖြစ်လဲဆိုတော့3နှစ်ကလေးမေးတဲ့ why ကိုလုံးဝ data တွေအချက်လက်တွေနဲ့တိတ်တိတ်ချာချာရှာဖွေပြီးတော့ဖြည့်လိုက်တယ်ဖြည့်တဲ့အခါမှာမိဘမှာတကယ်တော့ဝင်ပြီတယ်เนาะအဲ့ဥစ္စာကတခါလေကြာရင်တို့မေးတဲ့မေးခွန်းတွေကလေအရန် sense မရှိတဲ့ nonsense တွေကိုမေးတာမျိုးလည်းဖြစ်လာနိုင်တယ်အဲ့လိုမျိုးဆိုရင်ဖြေရတာခက်သွားတယ်အဲ့ခါကျမိဘကစိတ်ညစ်သွားတယ်တကယ်တော့အဲ့လိုမျိုး why နေမေးလာလို့ရှိလို့ရှင်အရန်ကိုသိပ်ပန်နေကြဖြေမဲ့အစားအဲ့အရွယ်ကလေးလေးတွေက fairy tales လို့ခေါ်တဲ့စိတ်ကူးရင်ဒီပုံမြင်ဆန်ဆန်လေးတွေ imaginative answers လေးတွေကိုပို့ပြီး imaginative ဖြစ်တဲ့စိတ်ကူးရင်ဆန်တဲ့အဖြေလေးတွေကိုပို့ပြီးတော့လိုချင်ကြတာအဲ့တော့ဥပမာအားဖြင့်အပြင်မှာဘာလို့မှောင်နေတာလဲလို့ကလေးကမေးလိုက်တယ်ဆိုရင်အိုးအပြင်မှာနေလုံးကြီးကအိတ်သွားပြီအခုချိန်ဆိုရင်လာမင်းသမီးလေးကထွက်လာတယ်ဒါကြောင့်မို့လို့မှောင်နေတာဆိုတဲ့ဟာမျိုးပေါ့နော်သူတို့အတွက် imagination လည်းဖြစ်စေတယ်ပုံမြင်ဆန်ဆန်အဖြေလေးတွေကိုပေးလိုက်ခြင်းအပြင်အဆင်ပြေတယ်တခါလေကြားလို့ရှိလို့ရှင်သူတို့ကအဖြေအောင်တိတ်ကြည့်ဆိုင်တာမဟုတ်သူတို့မေးခြင်းလို့တောင်မေးလိုက်တာအဲ့လိုမျိုးဆိုတော့3နှစ်အရွယ်မိဘတွေအဆင်ပြေပါစေလို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်မနှင်းသက်စင်မှာ Word of ပညာရေးနဲ့ပတ်သက်ပြီးတော့ကျွန်မသိသလောက်မျှဝေသွားပါမယ်ရှင်မိဘတွေသိချင်တာရှိရင်လည်း comment လေးမှန်ခဲ့ပါ